တရားဓမ္မတွေကိုနာယူလေ့လာခြင်းပေမဲ့ဘယ်ဟာစားရမယ်မသိဘူးဖြစ်နေလားစိတ်ရဲ့ငြိမ်းချမ်းရာတရားဓမ္မအသိပညာတွေနဲ့ပြည့်နေတဲ့ယန္နာတိုက်လေးတစ်ခုကိုတင်းရဲ့ဖုန်းထဲမှာပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်ရောမိတ်ဆွေတို့စိတ်ဝင်စားလားအားလုံးပဲမင်္ဂလာပါ UNA ရဲ့ချစ်ခင်ရတဲ့မိတ်ဆွေတငယ်ချင်းများအားလုံးကိုဒီနေ့အရန်ကိုတန်ဖိုးရှိတဲ့ application လေးတစ်ခုနဲ့မျှဝေပေးခြင်းလို့ပါအဲ့ဒါကတော့တစ္ဆာပါရမီလို့ခေါ်တဲ့ mobile application လေးပဲဖြစ်ပါတယ်ဒီ application ကကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေဖျားဟောတဲ့တရားဓမ္မတွေကိုလေ့လာဖို့ဘာသာရေးအသိပညာတွေတိုးပွားဖို့အတွက်တကယ်ကိုမှအဖို့တန်တဲ့ application လေးတစ်ခုဖြစ်ပြီးတော့တခြားဘာသာဝင်တွေအနေနဲ့လည်းဗုဒ္ဓဘာသာအကြောင်းကိုစိတ်ဝင်စားလို့လေ့လာခြင်းနဲ့ဆိုရင်ဒီ application လေးကအကောင်းဆုံးအထောက်အကူပြုနိုင်ပါတယ်ပထမဆုံးအနေနဲ့ Android ဖုန်းတွေအတွက်ပေါ့နော် Play Store ကိုသွားပြီးတော့ search bar မှာတစ္ဆာပါရမီဆိုပြီးတော့ဒီလိုလေးရိုက်ရှာလိုက်ပါပြီးရင်ဒီ application ကို download ဆွဲပြီးတော့ install လုပ်လိုက်ရုံပါပဲ iOS သုံးတဲ့သူတွေကတော့ browser ကနေပြီးတော့ဒီတစ္ဆာပါရမီဆိုတဲ့ website ကနေပြီးတော့ဝင်ရောက်အသုံးပြုနိုင်ပါတယ်ဒီ application ကိုဖွင့်လိုက်တာနဲ့အရန်ကိုရှင်းလင်းပြီးတော့သုံးရလွယ်ကူတဲ့ user interface ကိုတွေ့ရပါမယ် category ကိုတည်တည်ချာချာတသက်ရဲ့လေးခွဲခြားထားပြီးတဲ့အပြင်မှာစာနဲ့လည်းဖတ်ရှုနိုင်တယ်လို့အတန်နဲ့လည်းနာယူနိုင်ပါတယ်အဲ့ဒါကြောင့်မို့အခုပဲ Play Store ကနေ download လုပ်ပြီးတော့အသုံးပြုကြည့်လိုက်ပါဒီ application လေးကိုဖန်တီးခဲ့တဲ့တစ္ဆာပါရမီအဖွဲ့ကိုအထူးပဲကျေးဇူးတင်ရှိကြောင်းပြောရင်းနဲ့အခုလိုရခဲ့လာတဲ့လူဘဝခဏမှာလောဘဒေါသမောဟတွေနဲ့အချိန်ဖြုံးမိတာမျိုးတွေနည်းသည့်ထက်နည်းပါကြပြီးတော့ကုသိုလ်တွေများများလုပ်နိုင်ကြပါစေလို့အားလုံးကိုဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါအောင်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်